ရှင်ဖြစ်နေတယ်ဆရာမထူးတော့ဘူးတဲ့မတန်ဘူးလေတဲ့သူတို့ကဘာပြောရမှာမဟုတ်ဘူးဆရာသူတို့နိုင်ငံသူတို့ဒီလိုတော့သူနေပါစေတော့တဲ့ဆရာလေးအေးရအေးကြောင်ဖြစ်နေပြီပဲဆိုတော့လက်ရှိရတော့ကျွန်တော်တို့ဖြစ်နေကြတဲ့ပွဲကိုတော့တော်တော်များတည်ပြီးကြပြီနဲ့တူတယ်အဲ့တော့ဒီကြောင်ရလေးနဲ့ပတ်သက်ပြီးတော့ချွေထူးတော့ထပ်ပြီးတော့ရှင်းပြစေရာမရှိတော့ဘူးပေါ့နော်ရှင်းပြပြီးပြီဒီတက်ထပ်ပြီးတော့ရှင်းပြစေရာကအမှန်တရားကုန်ပြီလေကျွန်တော်သိထားတဲ့အကြောင်းတရားကျွန်တော်ဖြတ်သန်းခဲ့တဲ့အမှန်တရားဒါပဲထပ်ပြီးတော့ထပ်ပြောမယ်ဆိုရင်လောက်ကြံလီစေပြီးပြောမှပဲရတော့မှာလောက်ကြံလီစေပြီးတော့မပြောချင်တော့ဘူးအဲ့တော့ဒီကိစ္စဒီတိုင်းပဲကျွန်တော်လည်းမိတ်ဆွေတွေမျိုးမျိုးမေးဖို့ကြအောင်နော်ဆရာကြီးတဲ့ခွေးသားပြောနေပြန်မိပြားတဲ့ဆရာဒီတိုင်းမငြိမ်နေတော့မှလားဆိုရှင်းပြပြီးပြီလေ YouTube မှာဟုတ်တယ်မလားအဓိကသူပြောရတဲ့အချက်နှစ်ချက်ရှိတယ်ဗျာကဲမိမကိစ္စမင်းသမီးကိစ္စမဟုတ်ဘူးလို့ကျွန်တော်ရှင်းပြတယ်မြင့်မြတ်ပတ်စံကိစ္စကျွန်တော်ရှင်းပြတယ်ဒါအမှန်တရားပဲလေဟုတ်တယ်မလားဒါတက်ကျွန်တော်ဘာလို့ထပ်ပြီးတော့ရှင်းပြရမယ်ယုံချင်းယုံမယုံချင်းလည်းမတတ်နိုင်ဘူးเนาะဒါကိုကတော့ကိုသွားစရာရှိတယ်ကိုလုပ်စရာရှိတဲ့အလုပ်ကိုဆက်ပြီးလုပ်ရမှာပဲကျွန်တော်ပြန်စဉ်းစားတာပေါ့နော်အခုလောမိုင်နေဖြစ်တဲ့ကိစ္စမှာတော်တော် gap ကအရန်ကြာသွားပြီပေါ့နော်ကြာသွားပြီဆိုတော့ကျွန်တော်ကဲဟုတ်ပြီကျွန်တော်မင်းအရင်စပြောတယ်ကဲလှမ်းမှန်ကိုပြောတယ်ထားပါတော့အဲ့ပြောတဲ့ဂျားကိစ္စမှာတော်တော်လေးလေးရမှုအရန်ကြာသွားပြီသူစိတ်တူတယ်စိတ်ဆိုးတယ်ဆိုရင်ချက်ချင်းသူပြောလို့ရတာပဲကျွန်တော်ပြောတာနော်စိတ်ဆိုးတယ်စိတ်တူတယ်ဆိုရင်ချက်ချင်းထပြီးတော့တုံးပြန်ပေါ့အခုတော်တော်ကြာသွားမှကျွန်တော်စဉ်းစားဘာလဲပေါ့နော်ဒါပထမတစ်ချက်ပေါ့နောက်နံပါတ်2အချက်ကဒါကျွန်တော် US ကိုရောက်လာတဲ့အချိန်မှာဒီလွန်ပိုင်က AC ပဲ AC ပဲဟုတ်ပြီနော်ဘာကြောင့် AC ပဲလို့ပြောကြလဲဆိုတော့ကျွန်တော်တပည့်ပေါ့နော်ကျွန်တော်တပည့်ကိုလွန်ပိုင်ဘာပြောလဲဆိုတော့မိစ္ဆာနဲ့ဆက်သွယ်ရှိရင်ပြောလိုက်ပါကွာတဲ့ငါတို့တကယ်ဟိုတဲ့ကိုပြင်းတီရအောင်နှက်မျောတယ်တဲ့ငါကိုပြင်းတီရနေတဲ့ဟာတာကားကြီးအများကြီးရက်ချင်တာမြန်မာပြည်မှာဟာတာကားသူ့လူရိုက်နေတဲ့ထိုက်တာရှားတယ်တဲ့ဒါသူကိုယ်တိုင်ပြောခဲ့တာပါသူကပြောခဲ့တဲ့ကကျွန်တော်ရဲ့တပည့်ကကျွန်တော်နဲ့ဒီအဆက်အသွယ်ရတဲ့အချိန်မှာဆရာကြီးတဲ့ဆရာတော့အကုန်လုံးဆုံးလုပ်ပြီးတော့ဒါဝမ်းနေဆိုတဲ့သူပြောတာပါဆုံးလုပ်ပြီးတော့အကုန်သွားဆိုပေမဲ့ဆရာပေါ်မှာအကုန်လုံးတတိယနေကြတာတဲ့မိုဘိုင်းကြီးတောင်မှအဲ့လိုဆရာပြောနေသေးတယ်ဆိုအဲ့ချိန်ထိကအေးဆေးပဲဗျအခုကတဖြည်းဖြည်းနဲ့အဲ့လောက်ကြီးဆိုတော့ဟုတ်ပြီကဲထားပါတော့ဒါကျွန်တော်ပြန်စဉ်းစားရဆိုရင်ဟိုတချို့ပြောတော့မင်းကအရင်သွားစတာဆိုဟုတ်ပြီကျွန်တော်စပြောလိုက်တယ်ဗျာထားပါသူကိစ္စကျွန်တော်ပြောလိုက်တယ်နော်ဘောကိစ္စပြောလိုက်တယ်စစ်တပ်ကိစ္စပြောလိုက်တယ်ပြောပြီးတဲ့အချိန်ကာလတည်းမှာတော်တော်ကြာနေပြီဗျကြာနေပြီးတော့မှအခုချိန်မှာတိုက်ဆိုင်စွာပဲဆိုတော့ကျွန်တော်ပြန်စဉ်းစားတာလို့ကျွန်တော်ဟိုတလောကဒီကျွန်တော်မြန်မာနိုင်ငံမှာတော်တော်လေးဟို Beauty Land Hotel မှာသိပါတယ်ဒီလိုဖြစ်သွားတဲ့ကိစ္စတစ်ခုမှာကျွန်တော် machine ခေါ်တာပေါ့နော်ဘယ်သူ machine ခေါ်တာဆိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကျွန်တော် machine ခေါ်တာစာနယ်ဇင်းမီဒီယာလည်း machine ခေါ်တာအဲ့ဒီမှုကြီးကလျှက်မှုရှိနေတယ်တော်တော်များကျွန်တော် YouTube ကနေချပြတဲ့အခါမှာလည်းအဲ့ဒီ vlog ကိုတွားကြည့်ပါကြည့်ရှုတဲ့ view အရေးအတွက်ကောအောက်ကရေးထားတဲ့ comment ရေးတဲ့ကောပြည်လူလူကဒီအပေါ်မှာသိလာတယ်သိလာကျွန်တော်နောက်ဆုံး vlog ပြောလဲဆိုဒါကို machine ခေါ်တယ် machine ခေါ်ဆိုတာကစာနယ်ဇင်းမီဒီယာကနေရှင်းပြဒါမြန်မာနိုင်ငံရဲတပ်ဖွဲ့ကဒီလိုဖမ်းဆီးပါဆိုတော့အမှုမှန်ပေါ်စေခြင်းလို့ဆိုတော့အဲ့ဒါပြောပြီးတဲ့နောက်ပိုင်းမှာတိုက်ဆိုင်စွာဒါရှင်းပြတော့ပိတ်တော့ဘယ်လိုမြင်လဲကျွန်တော်အဲ့တိုင်းပဲထင်ပလန်းကြီးကိုတိုက်ဆိုင်စွာကျွန်တော်ဒီနေ့ဒီရက်ဒီချိန်ထိထိုးနှက်ပြီးတော့အကောင့်အတုတွေရောဘောင်းဆုံးဆဲကြကျွန်တော်ပြောတာအဲ့တော့အကြမ်းကြီးကျွန်တော်ပြန်စဉ်းစားမယ်ဆိုရင်လွှမ်းပိုင်ဆိုတာကဟုတ်ပြီနော်လွှမ်းပိုင်ဆိုတာကရှေ့မှာတည်းကဒါဒီဟိုရဲ့နော်ဘောကိစ္စနဲ့ပတ်သက်ပြီးတော့မီဒီယာသမားတို့ဆဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်များများကလွှမ်းပိုင်ကိုမုံပြီးတော့တီးနေကြတာဟုတ်ပြီနော်အဲ့လိုတီးနေကြတာကျွန်တော်ချက်ချင်းထောက်ပြမယ်နော်အဲ့လိုတီးနေကြတဲ့အချိန်မှာဒါအခုကျွန်တော်နဲ့ဖြစ်ကြတဲ့ကိစ္စမှာကျွန်တော်ဘက်ကလူတွေကတော့ပြောမယ်ဆိုရင်တော့တီးတဲ့ညီဒီအပေါ်မှာတော့ကျွန်တော်ပြောပြမယ် Facebook မှာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တော်တော်များများဒီဘက်ကလူဇန်းစားများရှင်းပြီးတော့မဖြစ်ကြတော့ဘူးဗျအရင်တော့ရှင်းပြီးဖြစ်ကြတယ်နောက်ကြတော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်ပဲအခုချိန်မှာဂျပန်မိတ်ဆွေတွေလှမ်းပြီးတော့ဆရာကြီးတဲ့တော်လိုက်တော့တဲ့ဘာဖြစ်လို့ဆိုတော့ရှင်ဖြစ်နေတယ်ဆရာမထူးတော့ဘူးတဲ့မတန်ဘူးလေတဲ့သူတို့ကဘာပြောရမှာမဟုတ်ဘူးဆရာသူတို့နိုင်ငံသူတို့ဒီလိုနဲ့တော့နေပါစေတော့တဲ့ဆရာလေးအေးရအေးကြောင်ဖြစ်နေပြီပဲဆိုတာအဲ့လောက်ထိလမ်းပြောကြတာပါနော်အဲ့တော့ကျွန်တော်ပြန်ပြီးတော့စဉ်းစားတဲ့အချိန်မှာဟုတ်ပြီအခုပိတ်သက်ကိုကျွန်တော်တခါလေးမေးချင်တာပေါ့နော်မေးချင်တော့သုံးသက်ကြည့်ပေါ့တစ်ချက်သူသည်နော်ဟိုမင်းကလေးကိစ္စနဲ့ပတ်သက်ပြီးတော့လေနှစ်လာဒါဘော်ဘီဆောဆာဆဲဆိုလေတောက်လျှောက်နှစ်ပေါင်းများစွာတွဲလာသူတို့ပြည်နာစားတဲ့အချိန်မှာတော့မှဘိုးဆန်းကျွန်တော်ဗာပြောလဲဆိုကိုပြေးနဲ့လုံးဝမထင်ထားဘူးဗျာဘာဖြစ်လို့ဆိုတော့တဲ့ကျွန်တော်တို့ရဲ့ဒီသမီးသားတွေရဲ့အတွဲပေါ့နော်အတွဲတွေမှာစံပြဆိုပြီးတော့ဒီလိုဟီးရိုးတွေရှိတယ်တဲ့ဒီစံပြပုံကိုယ်တွေပေါ့နော်လွှမ်းမလို့အတွဲရတယ်အဲ့စံပြတယ်မှာပါတယ်တဲ့
ပိတက်ကသူတို့ဒီရီစာသမီးသားနဲ့ပတ်သက်ပြီးနှစ်အကြာကြီးပေါ့နော်ချစ်တာတကယ်ချစ်တာဆိုအဲ့လိုမျိုးကြီးလောက်တဲ့အခါကျတော့ပိတက်ကဘယ်လက်ခံမလဲဘော်ဘီသားဖန်တွေကလက်မခံဘူးတဲ့ကျွန်တော်ဆိုရတဲ့ပဲကဟုတ်ပြီဒီလိုမျိုးကိုနဲ့အနှစ်လာတိဆောက်ပြီးတော့ချစ်ချင်းမြတ်တာတိဆောက်ထားတဲ့လူအပေါ်မှာတော့မှတစ္ဆာတရားမဆောင်စည်းပဲနဲ့ဟုတ်ပြီနော်ဒုတိယနောက်ဖုန်းတစ်ခါထပ်ဖြစ်တယ်ဟုတ်ပြီချစ်ချင်းမြတ်တာဆိုတာဟုတ်ပြီဒါတိုးတက်ပို့ပြီးတော့ချစ်မိဝါလို့ကြက်မိဝါလို့ဆိုတာမျိုးမဟုတ်ဘူးကိုကြီးသားသူများတော့ပါသွားတဲ့အချိန်မှာကျတော့တစ်ဖက်သားကိုပြန်ပြီးတော့ဒီမင်းကလေးရဲ့ဂုံတိတ်ကောင်စောက်ညစ်ရုပ်ပြီးတော့ line ပေါ်မှာကောက်မှန်တဲ့ပုံထပ်တင်တယ်ထပ်ဖွာတယ်ကဲဟုတ်ပြီနော်ကဲနန်းစုကြီးဆိုတဲ့ကိစ္စကဲနန်းစုကြီးဆိုတဲ့ကိစ္စတော့ထားလိုက်တော့ဒါသူအခုနောက်ဆုံးတွဲတဲ့ကိစ္စအဲ့တော့ကျွန်တော်ပြောတာအဲ့လိုမျိုးမျက်နှာများပြီးတော့ဟိုဆက်ဒီဆက်နဲ့သူများသားသမီးအတီလည်းမယူနိုင်ဘူးဆိုအဲ့လိုလုပ်တဲ့လူကိုမဆဲပဲနဲ့တလုံးကောင်းအောင်နေတဲ့အဓိပ္ပာယ်လောကမှာဘာမှအရှုပ်ရှင်းမရှိတဲ့လူဒီကောင်ကတက်ကိုဖွာပြီးတော့ပကံအောင်မင်းသမီးတယောက်နဲ့သွားတယ်လို့ပြောတဲ့စကားအပေါ်မှာဒီကောင်စကားကိုယုံပြီးတော့ဆဲတယ်ဆိုတာကတော်တော်စဉ်းစားတာအမှန်တော့ရှင်းပြဒီကောင်စကားကိုယုံပြီးတော့ဆဲချင်တာထက်ကျွန်တော်စောစောကပြောတဲ့သူတို့ဘက်ကလူပေါ့နော်သူတို့ဘက်ကလူကဘာဖြစ်လဲဆိုတော့ဘေးဒီကတော်တော်ရှားရှိနေတယ်ဒီတော့အမှုကြီးကိုအစာဆွဲထုတ်တယ်ဟိုဒါပြစားတဲ့မီဒီယာပွဲတွေလောက်ပါတယ်ညာလောက်ပါဆိုအဲ့ဒါတွေပါဒီကောင်တော်တော်ရှင်းပြတော့လီးရှည်ပါလားဆိုပြီးတော့ရှင်းပြတော့အိမ်မာတွေကမောနေတာလူတွေကကြုံလုံးတီးတာအကြောပြန်စဉ်းစားပါဘောနော်အော်လို့ကိုတီကိုဖြစ်နေပါလားဘောနော်ဟုတ်ပြီအဲ့တော့ဒါကတော့ထားလိုက်ပါ